ကပ်ပြိုင်မနေ့ကဘာလို့ထမင်းထိုးတဲ့နောင်မလာတာလေဗျတော့ပေါ်လားဦးကြီးမနေ့ကဒီမှာမရှိဘူးလေရွာညီမမင်္ဂလာဆောင်လို့ရွာပြန်သွားတာမဟုတ်တာဦးကြီးကလေတားနေအောင်တွေ့သေးရဲ့လေဦးကြီးကရွာမှာပါဆိုဘလို့လို့မင်းနဲ့တွေ့မှာလဲတော့ပေါ်ရဲ့ပိတ်ရက်တရက်မှာတော့တော့ပေါ်တို့တူဘုံကြီးကျောင်းလေးကိုလုံအားပေးဖို့အတွက်ရောက်နေကြတယ်ကာလာသားတွေကမနေ့ကျရင်ဥပုသ်တွေကိုကျွေးဖို့အတွက်ညကလေးကရာသီစာထမင်းနဲ့ထိုးနေကြတယ်။တုပ်ပေါ်လေထမင်းနဲ့ထိုးနေရဲ့တာတင်တို့ဖွဲ့စီကိုသွားရင်းနဲ့ကိုကြီးတာနေဘာကူလုပ်ပေးရမလဲဗျ။အေးတုပ်ပေါ်လာနေတော့ပဲ။စွန်းသားဆောင်ပါလေ။ဟိုဒါမျိုးထမင်းနဲ့ငွေတွေတုပ်ရှိတယ်။အဲ့ဒါသွားယူပေးပါအောင်ကွာငါဒီမှာထွက်မရလို့။ဟုတ်ကဲ့ကိုကြီးတာနေသွားယူပေးမယ်လေ။တုပ်ပေါ်လေစွန်းသားဆောင်စီကိုထွက်လာလိုက်တယ်။စွန်းသားအကြောင်းတော်မော်ရောက်တော့အင်ကြီးညိုရောင်ဝင်းနဲ့ကြော်ပြီးပြီးထိုင်နေတဲ့လူကြီးကိုတွေ့လိုက်တဲ့အတွက်ကပ္ပိယကြီးဥပမြင့်လို့ထင်ပြီးစကားသွားပြောလိုက်တာဦးလေးပါမြင့်ကိုကြီးသားတွေကထမင်းထိုးတဲ့နေရာမှာသုံးတဲ့တော့တဲ့ဟိုအဲ့ဒါယူခိုင်းလိုက်လို့ဘယ်နားလေးမှလဲဗျကပ္ပိယကြီးကပြန်မပြေတော့တုပ်ပေါ်လေးနောက်တစ်ချိန်ထပ်ပြီးပြောပြန်နေဦးလေးပါမြင့်ဟိုထမင်းထိုးတဲ့တော့လေအဲ့ဒါဘယ်နားလေးမှလဲဗျဒီချိန်မှာတော့ကပ္ပိယကြီးကလက်ညှိုးထိုးပြတာအော်အဲ့ဒီမှာလားဟိုယူသွားမယ်နော်ဦးလေးပါမြင့်ထမင်းနဲ့ထိုးတဲ့တုပ်ယူလာပြီးတော့ဦးလေးပါမြင့်ကိုစကားထက်ပြောလိုက်ပြန်တာဦးလေးပါမြင့်ကထမင်းနဲ့ထိုးတဲ့ဘက်မလာဘူးလားဗျဟိုဒီမှာဘာလုပ်နေရလဲဘာမှပြန်မဖြစ်တော့တုပ်ပေါ်လေးနှုတ်ဆက်ပြီးတော့ထွက်လာခဲ့လိုက်တယ်ဒါဆိုတာသွားပြီနော်ဦးလေးပါမြင့်တုပ်ပေါ်လေးထမင်းနဲ့ထိုးတဲ့စီရောက်တော့ဒုတ်ကိုသားလေးစီပေးလိုက်တာတော်သေးတာဘောရှာတွေ့လို့မိကြနေရနဲ့ရှာမတွေ့ဘူးထင်နေရဟုတ်တယ်ဦးလေးပါမြင့်နဲ့စကားပြောနေလို့ဟမ်ဦးပါမြင့်မရှိဘူးလေကွာသူညမမင်္ဂလာဆောင်မှုရွာခဏပြန်သွားတယ်မဟုတ်တာကိုကြီးသားနေရလေဟိုကျွန်တော်ဟိုဒီလို့သူရှာပေးလိုက်တာဗျတခုများလားမသိဘူးသွားကြည့်အောင်အေးဟုတ်တယ်ဟိုလူတွေကဒီဘက်မှာပဲစုနေတော့တခုကိုဝင်ခိုးတာလားမသိဘူးအေးဟုတ်လောက်တယ်သွားကြည့်မှဒါနဲ့တုပ်ပေါ်နဲ့တာတင်တို့ပဲစွန်သားကျောင်းဘက်ကိုရောက်လာပြီးလူတယောက်မှမတွေ့ကြတော့တုပ်ပေါ်မင်းတွေ့ခဲ့တာတေချာရဲ့လားကွတေချာတာပေါ့ဗျာကျွန်တော်အချင်းနဲ့ကျွန်တော်ဆိုအဲ့ဒီထမင်းနဲ့ထိုးတဲ့တုပ်ကိုရှာတွေ့ပါမလားသူပြောပြလို့သိတာပေါ့အေးအဲ့ဒါလေဟုတ်သားပဲဒါဆိုဒီတကူကလေဖုန်ကြီးကျောင်းရဲ့အထောက်တော်တော်သိပုံရတယ်ဒုတ်ထားတဲ့နေရာတော့သိတာဆိုတော့အပြောက်ရှာကတော့ကပ်ပြာကြီးပြန်လာမှမရတော့မှာပဲငါတို့ကလည်းသိတာမဟုတ်ဘူးရေအေးကွာဟုတ်တယ်အခုမတွေ့ပုံထောင်ရင်ထွက်ပြေးသွားပြီနေမှာပါကွာလာလာငါတို့ကိုယ့်အလုပ်ကိုပြန်လုပ်ကြစို့မင်းတို့အာရင်ဟိုးနောက်ဘက်မှာမဲချစ်တို့ပကံနေစီးနေကြတယ်အဲ့ဒီမှာတော့ကူလိုက်ပါအောင်ကွာဟုတ်ကဲ့ကိုကြီးသားတဲ့တုပ်ဘောတို့လည်းဖုန်ကြီးเจ้าရဲ့အနောက်ဘက်ကိုထွက်လာခဲ့ကြတယ်နမေချစ်သားတို့ဘာကူညီရမလဲဗျအော်တုပ်ဘောတို့လားပကံစီးတာကတော့ပြီးကနေပြီစေးထားတဲ့ပကံတွေကိုအချောက်ပြန်တော့ဖို့ပဲလိုတော့တာဟိုနားကိုဝစ်ကိုရှုပ်ပြီးတော့အချောက်ပြန်တော့လိုက်ကြလေဟုတ်ကဲ့မဲချစ်ပကံဒီကိုချောင်းတုံနေရင်နဲ့ပို့တော့ငါဖုန်းကြီးเจ้าနဲ့ကိုညဘက်ကြီးတခါမှမလာဘူးအေးဟုတ်တယ်ငါရောပဲတရေကြောက်လို့တရေကကြောက်တတ်တဲ့သူကိုပို့ကြောက်တယ်ကွာသိလားတရေကြောက်ခံရတဲ့သူတွေကိုကြည့်လိုက်တရေကြောက်တတ်တဲ့သူတွေကြီးပဲကွာအဲ့ဒါတော့မဟုတ်ဘူးငါဘေးကငါဘေးကတရေမကြောက်တတ်ဘူးနော်ဒါပေမဲ့တရေကြောက်ခံရမလို့ဖြစ်ဘူးလေဟုတ်လားဘလို့မျိုးလေတရေလိုလိုတကိုးလိုလိုပဲဟိုဖြစ်ပုံကတလို့ကွာအရင်ကဦးသိန်းတယောက်တည်းရွာတော်မက်ကိုသွားရင်းနဲ့အပြန်မိုးချုပ်တာနဲ့ဘုံကြီးကျောင်းထဲကနေဖြတ်ပြန်မှုအတွက်ဆုံးမြတ်လိုက်တာဒါမှအိမ်မမြန်ပြန်ရောက်မှာအဲ့ဒါနဲ့ခက်မမြန်ရှောက်နေတော့သူ့ရှိမှလူတယောက်ရက်နေအောင်တွေးလိုက်ရတာဝေစာနာတဲ့ပုံစံကပ်ပြာကြီးနဲ့တူးနေတော့ဟာကပ်ပြာကြီးဘာလဲဗျလမ်းထားလျှောက်တာလားကပ်ပြာကြီးကဘာမှပြန်မပြေတာနဲ့ဦးသိန်းရလေ
ကျွန်တော်ကရွာတော်မိုင်းကနေပြန်လာတာဗျအပြန်မိုးချုပ်တာနဲ့ဒီကနေဖြတ်ပြန်တာဒါလေဘာမှပြန်မပြေတဲ့ပြင်လှဲ့တောင်မကြည့်တော့ကဲသွားလိုက်အောင်မေဗျာအိမ်မှာသားနဲ့မိမမျောနေတော့မှာဦးသိန်းလေကပ္ပိယကြီးညဘက်ရှောင်းပြီးလမ်းထားလျှောက်တာပဲလို့တွေးပြီးအိမ်မြန်လာကဲလိုက်တယ်နောက်နေ့မနက်ဦးသိန်းလေဘုန်းကြီးကျောင်းကိုစွန့်လိုက်ဖို့အပြန်ကျောင်းဝင်းထဲမှာကပ္ပိယကြီးတပြက်စီလဲနေရမြင်တော့ဘလို့လဲဗျကပ္ပိယကြီးမင်းညလမ်းထားလျှောက်တာလားဗျပေါက်ပေါက်ရှာရှာမလျှောက်ပါဘူးဗျမင်းညကလေဗျဟောဗျာမင်းညကကြောက်ပြင်အိပ်ပျော်သွားတာမနဲ့အုံမကောက်မှာပဲနူတယ်ဘာဖြစ်လို့လဲဗျဟမ်ဒါဆိုမင်းညကကြောက်နဲ့တွေ့ရလဲမမှတ်မိဘူးပေါ့ဘလို့ဦးသိန်းနဲ့ကြောက်တွေ့တယ်ဟုတ်လားဟုတ်တယ်လေဗျာကြောက်ကတော့ညကိုလမ်းထားလျှောက်တာလားမေးသေးတယ်ဒါပေမဲ့ဘာမှပြန်မဖြေဘူးဗျမဟုတ်တာညကကြောက်တခါမှတော့အပေါ်မသွားရအောင်ဒါဆိုအဲ့လိုအိမ်မက်ရှောင်ပြီးလမ်းထားတာလျှောက်တတ်တာလားဗျဟုတ်ပါဘူးဗျာကြောက်ကအိမ်ဆက်တယ်အတန်တိုးတိုးလေးဆိုတော့နိုးတတ်တာအဲ့လိုလမ်းထားလျှောက်ဖို့ဆိုတာမဖြစ်နိုင်ဘူးဗျအဲ့တော့မှဦးသိန်းလဲသူမင်းညကတွေးခဲ့တဲ့သူကဘာသူလဲလို့စဉ်းစားခတ်သွားတယ်ဒါပေမဲ့ဦးသိန်းကတော့ကပ္ပိယကြီးမှာကပ္ပိယကြီးတေးကြပါလေဗျာသူညဘက်လမ်းထားလျှောက်တတ်တာကိုလူတွေမသိစေချင်လို့နေမှာဒါသေးကြောက်တော့မှမဟုတ်တာကွာမင်းရလေအေးလေကပ္ပိယကြီးကရောင်မိလမ်းထားလျှောက်တာမဟုတ်ဘူးလားကြောက်စရာလည်းမကောင်းဘူးကွာအေးလေဦးကြီးသိန်းတွေးသလိုလေဖြစ်နိုင်တာပဲတရေမဟုတ်ပဲနဲ့အဲ့ဒါတော့မသိဘူးလေကွာကပ္ပိယကြီးကကြတော့လေသူမဟုတ်ဘူးတဲ့အဖေကကြတော့လေကပ္ပိယကြီးမှာကပ္ပိယကြီးတဲ့ဒါလို့ဆိုငါလည်းပြပြစရာတကူရှိတယ်ကွာအေးပါလေတခါကဖုန်ကြီးเจ้าမြို့ကခီးသွားတယောက်ရောက်လာပြီးတခြားမြို့ခီးဆက်ရမှာဆိုတော့ဒီမှာတညလောက်တဲခွေခွင်ပြုတ်ပါလို့ခွင့်တောင်းတော့ဆရာတော်ကလည်းခွင့်ပြုတ်ပေးလိုက်တာဒီလိုနဲ့ညရောက်တော့အဲ့ဒီခီးသွားလူငယ်လေးအပေါ့သွားကျင်တာနဲ့အိမ်သားကိုလိုက်ရှာရင်လူတယောက်ကိုတွေ့လိုက်မိတာပြို့ဆရာကြီးကျုပ်ပေါ်လီသွားကျင်လို့ဗျအိမ်သားဘယ်နားမှလဲသိလားအဲ့ဒီလူကပြန်လဲမတူပြန်လဲမပြောဘဲနဲ့မညှိုးထိုးပြတယ်အဲ့ဒီဘက်မှာလားသိကြရဲ့နော်အဲ့ဒီလူကပြန်မပြေပဲခေါင်းညှိပြတယ်ခီးသွားလူငယ်လေးကိစ္စအထေဝါရှောင်းနေရနဲ့စက်မမေးတော့ဘဲနဲ့ညှို့နေစီကိုပဲသွားလိုက်တယ်အိမ်သားထွက်လာတော့ကျေးဇူးတင်ပါတယ်ဗျာအဲ့ဒီလူကဘာမှပြန်မပြေတဲ့ပြင်ရှေ့ကိုပဲလမ်းလျှောက်ထွက်သွားတာခီးသွားလေးအကြောင်းဆောင်ပဲထွက်လာပြီးနောက်နေ့မနက်မှာဆရာတော်ကိုအကြောင်းဆောင်ပြောပြလို့ခီးဆက်ထွက်သွားခဲ့တာအဲ့ဒါခုနကလိုကပ္ပိယကြီးအိမ်မက်ရောင်ပြီးလမ်းထားလျှောက်တာလည်းမသိဘူးနော်အေးမသိဘူးကွာဟုတ်ရင်လည်းဟုတ်မှာပေါ့ဒါဆိုမင်းတို့ပြောတာတရေကြောက်မှမဟုတ်တာထားပါတော့ကွာစကားပြောရင်းလုံးလိုက်ကြတာခဏနေတော့လှုပ်เสียရှိတာတွေလည်းအားလုံးပြီးသွားတယ်နောက်နေ့မနေ့တော့ဘောတယောက်ဘုန်းကြီးကျောင်းကိုရောက်တော့ကပ္ပိယကြီးကိုတွေ့လိုက်တယ်ကပ္ပိယကြီးမနေ့ကဘာလို့ထမင်းထိုးတဲ့နောင်မလာတာလေဗျတော့ဘောလားဦးကြီးမနေ့ကဒီမှာမရှိဘူးလေရွာညီမမင်္ဂလာဆောင်လို့ရွာပြန်သွားတာမဟုတ်တာဦးကြီးကလေတားနေအောင်တွေ့သေးရဲ့လေဦးကြီးကရွာမှာပါဆိုဘလို့မင်းနဲ့တွေ့မှာလဲတော့ဘောရဲ့စွန်းသားဆောင်တွေကိုတားလာတော့ဦးကြီးကြောပေးပြီးထိုင်နေရလေအဲ့နဲ့သားထမင်းထိုးတဲ့ထုတ်တောင်တော့ဦးကြီးတော်ဟိုနားမှာရှိတယ်ဆိုပြီးလက်ညှိုးထိုးပြသေးတယ်ဟောမဟုတ်ပါဘူးဆိုတော့ဘောရဲ့မင်းလူမားနေပြီနေမှာဦးကြီးရှိတယ်ဆိုဘာလို့ထမင်းထိုးတဲ့နောင်မလာဘဲနဲ့စွန်းသားเจ้าနဲ့မှာပဲထိုင်နေမှာလဲကွာကပ္ပိယကြီးစကားကြောင်းတုပ်ဘောလေးစီဝီဆိုတာဖြစ်သွားတယ်နောက်နေ့เจ้าရောက်တော့တုပ်ဘောလေးသူကြုံခဲ့တဲ့အကြောင်းဖိုးထုကိုပြောပြတယ်ဖိုးထုကပ္ပိယကြီးကတေးကြတယ်ကွာဦးဝီသိန်းပြောသလိုအိတ်နေရင်နဲ့လမ်းလျှောက်တတ်တယ်တင်တယ်ဘာလို့လဲတုပ်ဘောရဲ့အရင်ကသူနဲ့ငါတွေ့တော့မမှတ်မိဘူးတဲ့မင်းတို့တွေ့တာမဟုတ်လို့နေမှာပေါ့ကွာမင်းမျက်နှာကိုမြင်လိုက်လားမမြင်လိုက်ဘူးဒါပေမဲ့ကပ္ပိယကြီးမှာကပ္ပိယကြီးကွာအေးဟုတ်တယ်မနေ့ကငါမင်းတို့ကိုပြောပြတဲ့ငါအဖေနဲ့ကပ္ပိယကြီးကြောင့်လေအဲ့တော့အဖေကလည်းမျက်နှာသာတေချာမမြင်လိုက်ရတာကပ္ပိယကြီးမှာကပ္ပိယကြီးစစ်လို့ပြောတာပဲငါတို့ဒါကိုတေချာစုံစမ်းဖို့လိုတယ်နော်ကပ္ပိယကြီးကဘာလို့လင်ရတာလဲသူအိမ်မက်ရှောင်တာမသိစီချင်လို့နေမှာပေါ့ကွာဘာလို့လဲမသိဘူးလေအဲ့ဒါကိုငါတို့ရှားရမှာပေါ့
နောက်တစ်ရက်ကျဖိုးထူးတို့ကဆရာတော်ကိုရှောက်ပြီးတော့ကျောင်းမှာညားရည်ကြတယ်ဆရာတော်ကလည်းကပ္ပိယကြီးရဲ့ကျမ်းမာရေးကိုစိုးရိမ်တာနဲ့ဖိုးထူးတို့ရဲ့ကြံစီကိုသဘောတူလိုက်တာဒီလိုနဲ့ဖိုးထူးတို့နှစ်ယောက်လေကပ္ပိယကြီးနဲ့တူတူအိတ်ကြတယ်မင်းတို့နှစ်ယောက်ကအိမ်ရှိတာကိုဘာလို့ဒီမှာလိုက်ကြရလဲကွမနဲ့ဆုံးခံကြွားရင်တားတို့လေကုသိုလ်ရအောင်လိုက်ခဲ့ခြင်းလို့ပါဗျအေးပါအဲ့ဒါဆိုလေစောစောကြီးကြမနဲ့ကြရင်စောစောထားမှာဟုတ်ကဲ့ကပ္ပိယကြီးစကားပြောရင်းနဲ့ကပ္ပိယကြီးကအိပ်ပျော်သွားတာဖိုးထူးကိုလည်းသူတို့ကြံစီတိုင်းမိပဲနဲ့ကပ္ပိယကြီးကိုစောင့်ကြည့်ကြတယ်ဒီတဲ့ချိန်တော့မငင်းနိုင်အောင်လို့လက်ဘူးလက်ချက်ဖမ်းမှန်လို့စိတ်ကူးထားကြတာအဲ့ဒီချိန်တော့ဘိုးကဘိုင်းနာလာလို့ဆိုပြီးအိမ်သာသွားဖို့အတွက်သူတယောက်တည်းမသွားရဲတာနဲ့ဖိုးထူးကိုအဖော်ခေါ်ပြီးသွားဖို့လုပ်တာငါတို့နှစ်ယောက်လုံးသွားတော့ကပ္ပိယကြီးကိုဘသူကစောင့်ကြည့်မှလဲကွဒါနဲ့တုပ်ဘိုးလေးတယောက်တည်းထွက်သွားလိုက်တယ်ကပ္ပိယကြီးကိုတော့ဖိုးထူးကစောင့်ကြည့်နေလိုက်တာတပတ်မှလည်းတုပ်ဘိုးကအိမ်သာအောင်သွားရင်းနဲ့သူ့စိတ်ထဲမှာကပ္ပိယကြီးပေါ်လာမလားဆိုပြီးစိတ်လှုပ်ရှားနေတာအိမ်သာတက်ပြီးအိမ်သာကထွက်အိမ်သာရှိရတစ်ပေနာမှာကြော်ပြီးမတက်ရက်နေရဲ့ကပ္ပိယကြီးကိုတွေ့တော့ဒီကောင်ဖိုးထုကွာတေချာစောင့်ကြည့်ထားပါဆိုတော့အိပ်ပျော်နေရလားမသိဘူးအေးပါငါပဲဖမ်းရသေးတာပေါ့အဲ့ဒါနေတုပ်ပေါ်လေအဲ့လူနာသွားလိုက်တယ်ကပ္ပိယကြီးဘာထွက်လို့နေရလဲဗျမိတ်ပဲနဲ့ကပ္ပိယကြီးကပြန်မပြေပဲဖြစ်နေတော့ဘာလို့ပြန်မပြေရလဲဗျကပ္ပိယကြီးလမ်းထားလျှောက်တာကိုသူများတွေဒီမှာစိုးလို့လားစိတ်ကြပါဗျာဘယ်သူမှမပြောပါဘူးကပ္ပိယကြီးဘေးမှာမသွားနဲ့နော်ဟိုကျွန်တော်ပြန်လာခဲ့မယ်ဒီမှာပဲနေတုပ်ပေါ်ကဖိုးထူးစီကိုတရင်ပို့ဖို့အတွက်အပြေးထွက်သွားတယ်ဖိုးထူးစီရောက်တာနဲ့တုပ်ပေါ်ကအော်ခေါ်တော့တယ်ဖိုးထူးရေဖိုးထူးဟဲ့အောင်တို့ဒီမှာအိတ်နေလေကွာတော့ကြနိုးသွားအောင်ဟမ်ကပ္ပိယကြီးဒီမှာလားအေးလေဘာဖြစ်လို့လဲဟဲ့အောင်တကူတော့လွဲနေပြီထင်တယ်နော်ဘာလွဲရလဲကွာငါအပြင်ဘက်မှာလေကပ္ပိယကြီးကိုတွေ့ခဲ့သေးတယ်မဖြစ်နိုင်တာတုပ်ဘောကလေငါဒီမှာတစ်ချိန်လုံးစောင့်ကြည့်နေတာကွတရေးမအောင်နိုးမလားမဟုတ်သေးဘူးနော်ခုနကငါအိမ်သာဘက်မှာတွေ့ခဲ့တာမင်းသေချာလို့လားကွာသေချာတယ်ဘို့တူရဲ့မျက်နှာမြင်လိုက်လားကိုကြောပေးထားတော့မျက်နှာမမြင်ရအောင်ဟာလာကွာငါတို့သေချာအောင်သွားကြည့်တာပေါ့အဲ့ဒါနဲ့တုပ်ဘောနဲ့ဘို့တူလည်းထွက်လာကြတယ်အိမ်သာနာကိုရောက်တော့ဟိုမမြင်လားကပ္ပိယကြီးအေးဟုတ်တာလာငါတို့မျက်နှာကိုသွားကြည့်အောင်ဒါနဲ့တုပ်ပေါ်နဲ့ဖိုးတူလေးသွားပြီးတော့စကားပြောလိုက်ကြတယ်ပြို့ကပ္ပိယကြီးဟိုဒီမှာဘာလုပ်နေရလဲဗျကပ္ပိယကြီးအိမ်မက်ရောင်မင်းလမ်းလျှောက်ထွက်လာလားဗျကပ္ပိယကြီးဟိုဒီဘက်ကိုတစ်ချက်လောက်လှည့်ပါလားဗျမျက်နှာကြည့်ကျင်လို့ဗျကပ္ပိယကြီးကခေါင်းခါလိုက်တယ်ဟဲ့ဖိုးတူမလှည့်ဘူးတဲ့လုပ်ပါဗျာဒီဘက်လှည့်ပါအောင်ဒါနဲ့ကပ္ပိယကြီးကလေသူတို့ဘက်ကိုမျက်နှာလှည့်ပြလိုက်တာတရဲပြေးတော့ဖိုးတူရေပြေးတော့ဖိုးတူနဲ့တုပ်ပေါ်လေပြေးတာကိုတန်းနေတာအိမ်ကနေစားလို့တပတ်လောက်ကြာနေဒီဘုံကြီးကျောင်းလေးကိုဘလို့ခေါ်မသွားကြတော့ဘူးတဲ့